မင်္ဂလာပါ vlog ပိုင်းတွေ share နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့တို့ရွှေတို့ site တစ်ခုခုပဲဖြစ်ဈေးဆိုင်တစ်ခုခုပဲဖြစ်ဒီtourist တွေသွားများတဲ့နေရာမျိုးကိုပဲဖြစ်ပေါ့နော်ကိုရီသွားတဲ့ခါကျလို့ရှိရင်အရင်အတင်းရောင်းတာမျိုးတွေဒါမှမဟုတ်ဘာ promotion တွေရှိပါတယ်ဆိုပြီးတော့တချို့ site တွေကနေပြီးတော့အများကြီးလာရှင်းပြတာမျိုးတွေအဲ့လိုမျိုးတွေရှိခဲ့တဲ့ခါကျလို့ရှိရင်ကိုရင်ကြဲလေးဘယ်လိုညင်းလို့ရမလဲအဲ့ဒါလေးတွေတို့ရွှေဒီဗီဒီယိုမှာပြပေးမှာဖြစ်ပါတယ်ကြည့်လိုက်ရအောင်နော်အရင်ဆုံးကကျတော့အားလုံးသိပြီးသားသလုံးဖြစ်တဲ့မိုက်ပင်ရိုင်ခါเนาะအဲ့ဒီစကားလုံးကိုသုံးလို့ရတယ်ဘယ်အခြေအနေမျိုးမှာပဲဖြစ်သုံးလို့ရတယ်ကိုဥမာဖြစ်ကွာစားတော့ဆိုင်သွားတယ်ပဲဒါကျတော့ hat sale မဟုတ်သေးဘူးစားတော့ဆိုင်မှာပဲကိုစားမဲ့ဥစ္စာကကျတော့ဥမာအဖြစ်ဒီတပွဲကိုပဲကိုကစားချင်တာသူကတော့ဆက်လိုက်ဆိုလို့ရှိရင်ကျတော့သူတို့လေးဈေးလျှော့တယ်သူတို့လေးရှိတယ်ဆိုပြီးတော့ပြောတဲ့ခါကျရင်ကိုကမစားချင်ဘူးပေါ့နော်မစားချင်ဘူးဆိုလို့ရှိရင်ไม่เป็นไรค่ะเอาอันนี้ก่อนค่ะไม่เป็นไรค่ะအဲ့ဒါဆိုပြီးသွားပြီไม่เป็นไรครับအဲ့ဒါဆိုကိုမှားလာတဲ့ဟာပဲဘာမှဆက်မပြောတော့ဘူးအဲ့လိုမျိုးလေးလည်းညင်းလို့ရတယ်ဒီလိုမျိုးအပြင်ဈေးဆိုင်တွေသွားလို့အပြင်ဈေးဆိုင်တွေကနေပြီးတော့သိရမလားဒါလေးလာတယ်ဟိုလေးလာတယ်ဒါလေးယူစသဖြင့်တချို့တွေတော့ရှိတယ်ဒါပေမဲ့တော့များတော့မရှိပါဘူးအဲ့လိုတချို့ tourist နေရာမျိုးလောက်မှာပဲရှိတတ်တယ်အဲ့လိုဆိုလို့ရှိရင်ไม่เป็นไรค่ะไม่เป็นไรครับအဲ့လိုပြောလိုက်လေပြီးတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့နောက်ဘယ်လိုမျိုးတွေပြောလို့ရသေးလဲဆိုတဲ့အခါကျတော့တချို့ကဥမာအဖြစ်ဆိုင်ထဲမှာထိုင်နေတယ်သူကနေပြီးတော့ကိုဒါလေးရှိရဆို promotion မိတ်ဆက်လာတယ်ကိုကတော့မလို့ချင်သေးဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မိုက်ဒီกว่าค่ะမိုက်ဒီกว่าค่ะမိုက်ဆိုတာကျတော့ not ပဲဒီกว่าဆိုတာကျတော့ဒီဆိုတာကောင်းတာกว่าဆိုတာပို့ပြီးတော့ကောင်းတယ်မယူသေးတာပို့ပြီးတော့ကောင်းတယ်ဆိုတော့အဓိပ္ပာယ်မျိုးလို့တော့သွားဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကတော့တော်ပါပြီဆိုတဲ့အဓိပ္ပာယ်မျိုးပဲเนาะမယူတာတော့တော်ပါပြီပေါ့ဒါတော့ပဲပေါ့အဲ့လောက်ပဲမိုက်ဒီกว่าค่ะဒါမိုက်ပလိုက်လို့မသုံးချင်ဘူးဆိုရင်မိုက်ဒီกว่าค่ะမိုက်ဒီกว่าครับပြောလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကနောက်တစ်မျိုးကဘယ်လိုမျိုးလေးလဲဆိုတော့ဥမာအဖြစ်ကိုသူကအဲ့လိုမျိုးလေးအချိုပွဲတွေကတော့ဘာတွေရှိပါတယ်ကိုကအချိုပွဲကိုအေးတွေကိုစိတ်ဝင်စားသေးဘူးစားဖို့ပဲစိတ်ဝင်စားသေးတယ်နော်ဒီပစ္စည်းတွေကိုစိတ်ဝင်စားသေးဘူးတခြားသူအတွက်တွေစိတ်ဝင်စားသေးကိုအတွက်ပဲကိုစိတ်ဝင်စားသေးတယ်ကိုဝယ်ချင်တာဒါလေးပဲ OTP လာဝယ်လာတာနော်အဲ့ဒါမျိုးမှာအခုတော့တော်ပြီနောက်တစ်ခေါက်ကြာမှပဲဖြစ်အဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ယောက်နဲ့တူလာတော့မှပဲဝယ်ဖြစ်မှာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးတွေခါကြလို့ရှိရင်ကကြတော့တို့ရှိတော့မိုက်နေရမှာယန်ဆိုတဲ့ဟာကိုထည့်လိုက်လေရတယ်ယန်ဒီกว่าค่ะအခုတော့တော်သေးပြီပေါ့နော်ဒီတစ်ခေါက်တော့တော်ပါပြီအခုတော့တော်သေးပြီဆိုတဲ့အဓိပ္ပာယ်မျိုးပေါက်တယ်မိုက်ဒီกว่าค่ะယန်ဒီกว่าค่ะနောက်တစ်ခါကျတော့မရှိအောင်မလဲဆိုတော့ขอคิดดูก่อนนะคะขอคิดดูก่อนนะคะခေါ်ဆိုတာကဘရစေဘာရစေဆိုတဲ့အဓိပ္ပာယ် kid ဆိုတာကကျတော့စဉ်းစားတာစဉ်းစားဘရစေ do gone စဉ်းစားကြည့်ဘရစေအောင်အရင်လောက်လိုက်အောင်မယ်အရင်ဝယ်လိုက်အောင်မယ်ဒါမှမဟုတ်လည်းနောက်တစ်ပတ်တော့ပတ်လိုက်အောင်မယ်ပြီးတော့မှစဉ်းစားပြီးတော့မှပြန်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲဒါလေးအရင်စားပြီးတော့မှဒါကုန်တော့မှပဲဘိုင်းမပြည့်တင်အထပ်မှခြင်းနဲ့မှာမယ်ပေါ့အဲ့သဘောမျိုးလေအဲ့လိုဆိုတော့ขอคิดดูก่อนนะคะขอคิดดูก่อนนะคะဥမာဖြစ်ဈေးတွေဘာတွေဝယ်လို့ကိုကသူကဈေးတစ်ခုပြောလာတယ်ကိုကနေပြီးတော့ဒီလောက်ဈေးနဲ့စစ်လိုက်တယ်စစ်လိုက်တာမှမရဘူးဒီလောက်တော့နောက်ဆုံးပဲသူကတော့ဒီလောက်တော့နောက်ဆုံးပဲမလျှော့နိုင်တော့ဘူးဆိုရင်တော့ကိုကယူလိုက်တော့မယ်လို့လည်းမပြောချင်ဘူးအိုင်တင်ခံပြီးတော့လည်းထွက်ချင်သေးတယ်ဆိုလို့ရှိရင်ขอคิดดูก่อนนะคะขอคิดก่อนလို့လည်းပြောတယ်ရင်ကြီးအောင်ဆိုရင်ကျတော့ขอคิดดูก่อนนะคะผมขอคิดดูก่อนนะครับအဲ့လိုမျိုးလေးပြောလို့ရတယ်နော်ဒါကကြတော့ကို approach လာလုပ်တဲ့ဟာတွေကိုရင်းကြီးလေးနဲ့ညင်းချင်တယ်ဆိုလို့ရှိရင်ကညင်းလို့ရမယ့်နီလန်လေးတွေပေါ့ဘာမှမမှတ်မိဘူးဆိုရင်တော့နောက်ဆုံးတော့မိုက်ပလိုက်လို့ပြောလိုက်လေပြီးတာပါပဲဒီနေ့ဗီဒီယိုလေးရတယ်တော့ပါပဲနောက်ဗီဒီယိုကြလို့ရှိရင်ကဘာတွေသင်စေချင်လဲဆိုတာမှတ်ထားခဲ့လို့ရပါတယ်အခုဒီဗီဒီယိုကကြတော့လေ frame ကကြတော့ဒီအလျားလိုက်နဲ့နှုတ်ရွှေ့လောက်ထားတယ် YouTube မှာကြတော့ထိုင်းစာသင်တဲ့သူတွေများတဲ့ခါကျတော့ YouTube ရဲ့ frame အတိုင်းနှုတ်ရွှေ့လောက်ထားတာပေါ့နော် okay အဆုံးထိကြည့်ပေးတဲ့အကြောင်းကျေးဇူးများတင်ပါတယ်မှတ်မိကြရနော်မိုက်ပလိုက်ခမိုက်ဒီกว่าค่ะยังดีกว่าค่ะขอคิดดูก่อนนะคะပြရဆို